ခွေးကိုခေါ်တော့ဒေါ့ကြောင်ခေါ်တော့ကတ်ဝက်ကိုခေါ်တော့ပစ်ငေါ့ခေါ်တော့ကောင်းစိတ်ကိုခေါ်တော့ဂုတ်ရွာကိုခေါ်တော့ village ဈေးကိုခေါ်တော့ market ဈေးတယ်ကိုခေါ်တော့ဗါတယ်လာပါအောင်ဗျာလို့အပူဒီရှောက်မလို့နဲ့အဲ့ဒါမဘိုးသိက္ခာကြပြီမင်းတတ်တယ်လို့တိတ်မအောင်ပြောနေကဲသူဝနာတာမဇတ်တော်ကိုအင်္ဂလိပ်လိုပြောပြမယ်ကွာအပူဒီမပြောနဲ့ဝမ်းမို့တေဇာသူနေမဘူဇာနာဝိဝေဇက်ကြီးစေဝဲတဲ့ကသူဝနာတာမဇတ်တော်ဆိုတာကတကယ်တက်ကတူကပမောက်ခါကြီးတွေပဲပြောနေတာဟာပြောနိုင်တယ်ပြောနိုင်ရင်ပြောသားပရိသတ်ထဲမှာပညာတတ်တွေပါတယ်ဗျာကျုပ်ပြောရင်နဲ့မှားတော်တဲ့နေရာပိုင်းစီးလာတဲ့ဖက်နှက်နဲ့ပါတက်ချတယ်အာမခံတယ်ပေါ့အဲ့ဒီလိုအာမခံပြီးပြောလာတာအမှန်လည်းတစ်ချောင်းမှမရှိတော့ဘူးအာမခံတယ်လို့စမ်းပါပြောသူဝနာတာမဇတ်တော်ပြောမပြောကြမှာကွာကဲ once point in time ဟမ် once point in time ဘာလို့ once point in time ရှေးပြောခါ once point in time ရှေးပြောခါ once point in time at once point in time ဟုတ်ကဲ့ the tuna tama was father and mother are ဒုက္ခလန်ပါဠိကအဲ့ဒါကြတော့ tuna tama ရဲ့အဖေနဲ့မယားဒုက္ခလန်နဲ့ပါဠိကဖြစ်တယ်ဟုတ်ပြီပြောရမယ်နော်ဟုတ်ကဲ့ at once point in time the tuna tama was father and mother are ဒုက္ခလန်ပါဠိက but they were blind ဒါပေမဲ့သူတို့ကမျက်စိမမြင်ဘူးကြားနေတာ one day တနေ့တော့ခါမှာဟုတ်ကဲ့ the tuna tama didn't want to make a tamra with bus အဲ့ဒါကြတော့ tuna tama ဒီသမင်မောင်းများသွားနဲ့မိကတမ်ပရာမြစ်ကိုသွားခဲ့ပါတယ် he cuts water သူရေခတ်လိုက်ပါတယ်ဟုတ်စင်ပါတခေါဘာလို့အပူတွေမလုံးနဲ့ဘာလို့ he cuts water သူရေကိုခတ်တယ်ဟုတ်တယ်ဘာလို့အင်္ဂလိပ်စာထဲမှာခတ်ဆိုတာပါနေတာလို့ပြော he cut what တချို့မြန်မာသားနဲ့အင်္ဂလိပ်စာညာတိတ်မကွဲဘူးကွာဘာလို့တော့တို့မြန်မာတွေကခေါ်တာအင်ကြီးအင်္ဂလိပ်ကကျတော့ ship နှစ်ခုပေါင်းတော့ ship အင်ကြီးတို့မြန်မာတွေကခေါ်တာဖနက်အင်္ဂလိပ်ကကျတော့ boat နှစ်ခုပေါင်းတော့ boat ဖနက်တချို့အသိမကွဲဘူးအဲ့တော့ he cuts water သူရေကိုခတ်လိုက်ပါခတ်လိုက်တယ် why ထိုးစင်မှာ the king ဘယင်အမေပြောနေတာကိုရှေ့မြောက်ဘူးကမင်းရတယ်ငါလည်းနည်းနည်းမသိလို့လိုက်ပြောတယ်ဟာအဲ့ why the games the pilia ka hit through out of the hymns အဲ့ဒါကြတော့ဘာတော့pilia ka မင်းသူ့ကိုများနဲ့ပြစ်တယ်တဲ့သူ့နာတာမကိုပြစ်တာလေဒါကြောင့် the pilia ka hit through out of the hymns the tuna tamas begnelize ဟမ် the tuna tamas begnelize ဘာတော့ဘေးကနေလိုက်ဘိုင်းကနေလဲသွားတယ်